ဒီနေ့ကတော့ဘာကောင်းမှရှိတဲ့ဆိုင်ငယ်ရှိုးပွဲတောင်းမှာဖြစ်ပါတယ်ဒါဘလို့ဆိုင်ငယ်ဘိန်းကြီးမျိုးစားတွေရှိမယ်ဖြတ်တော့ကြည့်အောင်စဝတီကန်နဲ့ကော်ပွန်ကပ်နှလုံးမတက်ပြီးတော့ဆိုင်ငယ်ငှားတော့တယ်ပေါ့ဗျာတော်သားမျိုးရောက်လို့ပဲဟူလျှောက်ရဲဒီလျှောက်ရဲပေါ့ဒီနေ့ကတော့နေတော့ပူပဲကိုဆိုင်ငယ်မောင်းတာကျန်းလာပြီလားကိုတကြမ်းနဲ့ကယ်လီသမားတွေဘန်ကောက်မှာတပုံကြီးပါပဲအခုငှားတဲ့ဘဲဆိုလို့ချင်း80-80ကီလိုမီတာကမလျှော့ဘူးကားတွေရှုပ်တဲ့ကြားကအဲ့ဒါကိုဘေးကကြောတက်သွားတဲ့ဆိုင်ငယ်တွေမှာတပုံကြီးပါပဲဘန်ကောက်မြို့ကြီးကတော့တရှင်းတက်ရပြီးတော့လှပနေတာပါကျွန်တော်တို့ရန်ကုန်တိုင်းပဲမိုးဝန်တောင်ထာနီမှာရှိတဲ့ Impact Arena တော့ရောက်လာခဲ့ပါပြီတယောက်တည်းဆိုတော့ရောင်းလဲပါပဲ AI ဖွင့်ပြီးဟိုနားတပုံရိုက်မေးလိုက်ဒီနားတပုံရိုက်မေးလိုက်နဲ့ဆိုင်ငယ်ပြပွဲတဲ့ဝင်မှုလက်မှတ်ဝယ်တာတော့တွေ့ပါတယ်ပတ်တရပါပဲထဲရောက်ပါပဲ Triumph Yamaha Honda Triumph Suzuki ဒါညီကိုကြိုက်တဲ့ Harley Davidson Ducati ဒီနေ့ဘယ်လိုဆိုင်ငယ်တွေတွေ့ခဲ့ပါလဲအခုကတော့ပြန်ပါပြီနောက်ဗီဒီယိုတွေမှာကြောင်းထုံလာပါမယ်